ဒါမှတို့အခုကြီးဗာဒီအားတယ်လို့လာကောက်တယ်လို့ပြောကြတယ်ဆိုတော့ငါတို့ကထိကလည်းလာကြည့်ခံပြီးပါလို့ကျွန်တော်တို့အချင်းချင်းပဲကြိမ်တောင်ပြောပြီးတော့အခါနဲ့ကျွန်တော်လည်းမကြည့်တာလည်းမဟုတ်ဘူးတကယ်ချင်းလည်းဟုတ်တယ်ကိုကြည့်လည်းနဲ့လည်းတကယ်ချင်းဟုတ်တယ်ကျိုးစားရှိတော့လူကြီးချင်းပြောရအောင်ဘာလို့အောက်ခြေရဲဘော်တွေကိုရန်လာချလဲဒီနေ့လိုမျိုးအထက်ကအမေကသူတို့ကဖြစ်စဉ်ကဒီလိုကျွန်တော်လည်းเป็นนักข่าวပြောပြီးပြီလေဟိုခဏတယောက်မေးကြည့်လိုက်သူကဒီမှာသူကကားသားတယ်ကျွန်တော်ကားကိုရေကားကို3ပုံးမပေးမြောက်ဘူးတဲ့အခွင့်ဆုံးပါတဲ့300တပုံးတဲ့ဒါမျိုးကြတော့ဘာမှမဟုတ်တဲ့ကိစ္စနဲ့ဒီလိုမျိုးကျွန်တော်တို့အချင်းချင်းအခုကကျွန်တော်အချင်းချင်းလို့လို့မရဘူးအထက်ကလူကြီးကဒီလိုလာလောက်ခါတော့ကျွန်တော်အောက်ခြေကတော့လာလောက်ပါဒီမှာကျွန်တော်တို့တော့ခွန်ကောက်ခဲတဲ့ဌာနချုပ်အမိန့်နဲ့ကောက်တာကျွန်တော်တို့ကခင်ဗျားတို့အဖွဲ့အဲ့နဲ့မကောက်နဲ့ဆိုတော့ကျွန်တော်တို့က MNDA လည်းအောက်ခံဖွဲ့တွေလည်းမဟုတ်ဘူးကျွန်တော်တတ်လေမင်းတို့ကခွန်မကောက်နဲ့လို့ကျွန်တော်တို့ပြောလို့ရလားငါတို့လည်းမကောက်ဘူးလေဘာလို့မကောက်လဲတင်းနေမှာအမေတန်းကောက်နေရပဲလေသွားလိုက်လက်ထောင်ပြန်လာလက်ထောင်အဲ့ဒါမကောက်ဘူးလားအဲ့နဲ့တို့ကမကြည့်ဘူးဘာလို့မကြည့်လဲမင်းတို့ MNDA ဒီစိတ်ကူတာပဲဒါဘောတော့ကွန်တော်လာရှိပဲဘောတော့ကဘလူလေအခုဒီလိုမျိုးတို့ရေးပေါ်လို့လည်းမင်းတို့လာရိုက်တယ်ဒါမျိုးလည်းလာဖြစ်စီးတယ်ဒီဟာတွေအကုန်လုံးပြန်လုပ်ပေးရတော့မှာပေါ့မြင်တို့အထက်ကပြောပါဒါကြောင့်ခဏပြောတာကျွန်တော်အထက်ကပြောပြီးတော့နော်ပြောမှရမှာခင်ဗျားတို့လည်းအထက်ကနဲ့ရောက်ဖာကျင်ဆန်းခင်ဗျားတို့ဒီမှာကုတ်ခိုင်မျိုးနဲ့နီးတဲ့ခန်းမှာကျွန်တော်အင်အားနေတဲ့တို့မင်းတို့အင်အားသုံးပြီးမှလာနိုင်ကျင်းတယ်မင်းတို့ခန်းတွေနောက်တန်းမှာအင်အားမရှိတဲ့ခန်းတွေရှိတယ်အားတို့ဒီလိုလာနေကျင်းလို့ရလားလာဖြစ်စီလို့ရလားလာရိုက်ပေးလို့ရလားတို့တဘောလည်းမဟုတ်ဘူးကွာဟုတ်ဘသူတဘောနဲ့လဲဒါဆိုအထက်ကအထက်ဆိုတာဘသူလဲနာမည်ပြောနာမည်တိကျပြောရမှာလေနာမည်ပြောလိရှင်ဟိုင်းနဲ့လိရှင်ဟိုင်းသူကဘာလဲသူကခရမူလားခရရှင်းကသူကပြောတာသူကလုတ်ခမ်းတာခရရှင်းလားခရမူလားရှင်းပြောခရမူအေးလိရှင်ဟိုင်းဘယ်ရလဲသူကဇာတိကဇာတိကလောက်ကိုင်းမှာအေးသူတို့ဌာနချုပ်တွေအမိန့်ချပါတာဒီလိုဌာနချုပ်အမိန့်လာတာဟုတ်တယ်တကယ်နော်တကယ်ဌာနချုပ်အမိန့်နော်လည်းညုံထုံနေအားလုံးချင်းနေခင်ဗျာဒီနေ့ဒီမှာလာဖြက်စီးတာဒီမှာပြဿနာလာချတာဌာနချုပ်အမိန့်နော်ဟုတ်တယ်အေးဟုတ်ပြီဒါဆိုတော့အခုဘယ်လိုဖြစ်မလဲတော့ဘယ်လိုလဲအခုတိုင်းအောင်ပြောတာအထက်ကတော့ပြောလိုက်လို့တော့ကျွန်တော်ပြောတယ်စကားညင်းအောင်စကားများအောင်ပဲရှိမှာဒါပေမဲ့လူကြီးချင်းရှိလေငါတို့ဒီလိုလုပ်ရအောင်တိုင်ပင်ရအောင်ဆွေးနွေးရအောင်ပြောပြီးဘယ်နှခါတော့ပြောပြီးပြီလဲဘာညာဆိုတော့ငါတို့ကမင်းတို့လည်းအောက်ခံတပ်ဖွဲ့လည်းမဟုတ်ငါတို့ထိပါလေဒီညီတို့စီမှာလည်းပြောပြီးလေတဲ့ငါတို့ပြောလဲတို့ကလည်းပြောပြီးဒါဌာနချုပ်အမိန့်ဟုတ်တယ်ဒီမှာကုတ်ခိုင်မှုစေလမ်းမကြီးမှာတို့တို့ကြီးချင်းညှိပြီးမှအခုဘယ်သူမှမကောက်ဘူးဂိတ်တွေအကုန်လုံးဖြုတ်မယ်ဆိုအကုန်လုံးလုပ်လို့ရပဲလူကြီးတွေဒါပေမဲ့ဒီလမ်းတွေမပါဘူးလမ်းကျူလမ်းချမ်းမပါဘူးဒီလမ်းမကြီးပဲငါတို့ပြောနေနဲ့လည်းမပြောပါဘူး။ပြောဟွာထိကဟွာလိရှိဟန်နဲ့လိုက်ပြောလိုက်ရတယ်အခုကျွန်တော်လိုက်သွားလိုက်နော်။တို့လည်းဒါလားဝိတာဟောက်လေတော့လုတ်ကောင်းဖို့ပြောမယ်ဆိုလည်းမပြီးဘူးကျွန်တော်ခဏပြောပြီးပြီခင်ဗျားတို့ကျွန်တော်ခရမခဏပြောတော့လိရှိဟန်တွေ့ချင်တယ်ဆိုလည်းလူချင်းဟတ်တခါတော့တွေ့ပြီးပြောလိုက်နော်ဟိုတော့လို့ထောင်ပါခလို့ဟုတ်ကြလူလာဟုတ်လားမဟုတ်ဘူး老百姓车不要动。ကဒမခမအဲ့ဒီလိုမျိုးရေးဖို့လည်းလာရတယ်ကွာဟုတ်ဘူး तू ကဒီလို तू ပြောတာလက်နဲ့ထားပြီးတော့စကားပြောရအောင်ဆို तू ကမချဘူးငါပြောတယ် तू ငါပြောလို့ပဲဦးလေးလိုက်ဆဲတယ်လေဟုတ်တယ်မရဘူးလေဒါတော့မရဘူးလက်ဆဲတော့ငါကတော့ပြောမယ်လို့ပြောတယ်ဘယ်ကောင်လဲမကြည့်ဝါအမေကြီးနဲ့အရှိကြီးနဲ့အကြောက်လာရိုက်တော့ကရိုက်ဖို့မဟုတ်ဘူးငါရက်မိုးနဲ့တူဖြစ်ရင်ဖြစ်သိမယ်ခုနကရက်မိုးတဲ့တူလဲပါတယ်နော်မင်းတို့ထဲမှာရက်မိုးပြီးမှမင်းတို့ရေးပေါ်တွေစီးကားမရှိဘူးဟုတ်ငါသားဟုတ်ကဲ့မနော် तू ကပြန်ပြီးတော့ဆုံးမမယ်တဲ့အေးဒီနံကျန်ခွက်ချင်လို့ပြန်တော့ခုချန်နေရုံနဲ့ပတ်ဆက်လိုက်ကြဘာမှမဟုတ်လေဒီနေရာမှာခဏပြဿနာလာရှာမှဘယ်နဲ့ကတော့ပြောပြကျွန်တော်ညီကိုအခုကကျွန်တော်ခဏအခုတော့ဒါဌာနချုပ်အမိန့်နဲ့ကျွန်တော်တို့ကတတ်မှတ်ထားပြီးသားကားစီဘလောက်ကောက်မလဲဒီတဲ့ပို့ပြီးမှကောက်စားကြောင်းလည်းမရှိဘူးအဲ့လေအခုအလူကြီးနဲ့တော့ပြောပါကျွန်တော်ပြောနေလည်းမပြီးဘူးဒါမျိုးဖြစ်နေတာနော်မင်းတို့နဲ့ဖြစ်လို့ရှင်လူကြီးနဲ့အဲ့လေခဏလေးခင်ဗျားတို့လည်းလူကြီးနဲ့ပြောခမ်းတာကောလူကြီးကလူကြီးလာမယ်လို့စောက်ခမ်းတယ်ကျွန်တော်လည်းစောက်ပေးတယ်ငါတို့ရန်ကလူကြီးအဲ့လေရတယ်အဲ့လေ
แต่เจ้าเศร้าด่าคุณลูจีเนี่ยตัวตีบาแล้ว ရန်လာရှာယူတယ်ဘုံငါတို့ဖာတာအေးဆင်းနေနေရလေ ไอ้เลี้ยกูลูจีอะကျွန်တော်ခန်းတော့ကျွန်တော်လာရတာပဲ အေးပြန်ဒီရေကားဆိုလုံးဝလည်းမတားဘူး ဘာလုံးမတားမကျွန်တော်ကားတော့တားတော့ အဲ့ရေကားကမြင်းကားတော့ငါတို့မှမပြထားတယ် ไอ้เลี้ยအခုခမပြပြ မင်းယူနီဖောင်းနဲ့ဖြတ်လေတယ်ဆိုတော့အကုန်လုံးကပဲကြည့်မလားယူနီဖောင်းနဲ့ဆိုဘယ်သူမှမတားဘူးမတော့ဘူးနော်အခါအခုကအခါမင်းရဲ့ရေပုံတုံးပုတ်ကိစ္စနဲ့မင်းလူမျိုး ရေကုန်းတုံးနဲ့မဟုတ်ဘူးဒါအခုကလူကြီးအမိတ်နဲ့လာခန်းတာလူကြီးတုံးပုံကပြောပြီးပေးတယ်ကျွန်တော်ရေလူပေးတယ် လူကြီးတွေကဒီမှာရှိတဲ့ကလေးတွေကိုလာရိုက်ခိုင်းရလား မရိုက်ဘူးမ ရို ရို က် က် ခို ခို င်း င်း တယ်ဘာလို့ရိုက်လဲမင်းတို့ဒီမှာကျွေးထွက်နေလေကောင်းကွဲနေလေလူလာရိုက်ခိုင်းလားလိရိုက်ချမ်းခဲမှုက ခိတ်မှရှိတဲ့ခန်းတာတနက်ကိုထားထားခိုင်းမထားလို့ စစ်သားပဲမင်းထားမလားခုတနတ်ထားဆိုမင်းထားပေးမလား ထားရတဲ့ခင်ဗျရောက်ရင်ရောထားပေးမှာပဲဘာဖြစ်တော့ အဲ့လက်နဲ့ချတယ်ဆိုတာအရှုံးပေးဆိုတဲ့ပုံစံမျိုးပဲဘာလို့ဆက်ဖြစ်ဖို့ တနေရာထားခိုင်းတာပဲရှိတယ် 后面话你说个这个锅你说个啦， အေး 我们这里讲嘛不会讲清楚。如果说我们做错了，你们跟大连大连商量，嘛该当 နော်အချင်းချင်းအထက်ကပြောလိုက်သူလည်းဒီလိုပြောတာနော် 因为我们这个闹，咱个闹不会闹好，是吧？我们是命令来嘛，就来做嘛。 မလားဟောငါသား 음식 내가 난거 안테 스타다 내가 안테 스타다 사진 가진 거 갖고 지금 눈에 그 사진 같은 데 အေးဆေးရတဲ့ထေဘာနာကြီးအခုပြန်မလား အခုပြန်သွားမလဲ 那有什么嘛？有 အေးဟုတ်ပြီလူကြီးနဲ့ပြန်တွေ့မယ်နော် ဒီနေ့တော့ အေးချင်းချင်းမ တို့ကဒီမှာလို့ အေး တို့က အခုဒါမဲ့ကျွန်တော်အခုကြည့်ချင်တာလိရချမ်းခိုင်မှုမင်းတို့လွတ်လိုက်တယ်ဒါမဲ့ဒီရမလာဖြစ်စီဖို့လွတ်လိုက်အလား ဟုတ်တယ်ဟုတ်တယ် လာရိုက်ဘူးလား သူကမေးပဲ လာရိုက်ခိုင်းလား လူရိုက်ခန်းတာတော့အဲ့ဒါတော့သူက အကုန်လုံးလာဖြစ်စီခိုင်းပေါ့ဟုတ်တယ် အဲ့ဒါတော့ဟုတ်တယ် အေးလိရချမ်းတော့ခိုင်မှု 开心的开 ဒီ 心， ရရှိ ဒီခရှင် ရှင်းဟာရှင်းဟာဒီရှင်းဟာ 好的心。ဒီရှင်ဟိုင် မင်းတို့ငါတို့မတိကြလည်းမဟုတ်ဘူးနော်မာတငယ်ချင်းတွေကြီးမှာငါတို့နေမြေခါချင်းချင်းတွေပြဿနာဖြစ်လို့ရှိရင်မင်းတို့ငါတို့ပူနာမယ်နော်ဟုတ်မဟုတ်လားသူလေးဘန်ခင်ကမင်းလေးနောင်ခန့်ကငါတို့ဒီဒေသခံတွေပဲငါတို့ဒေသခံချင်းချင်းတွေမင်းပြဿနာဖြစ်လို့ရှိရင်ဟိုဘက်ကလူတွေဘာမှမဟုတ်တော့မင်းတို့ဒေသခံချင်းချင်းနာမယ်နော်အဲ့ဒါမကောင်းဘူးအဲ့ဒါ ငါတို့ဘောလဲမှာဘူးမြေပြေးမှာပြေးတာပဲ 然后呀，走吧吧啷个吧，真的，嘎个马卡的不个闹人啊， ကျေလို့ကျေလို့ 马卡的长浪啊，不个闹啊，龙啊耶， အဲ့ဒါအဲ့ဒါပြန်ပြန်မှာ ဟုတ်ပြီ 那这不不搞了，把心想我们了嘛。 ဟိုဒီနေ့တော့အချိန်ရှိဖို့လူကြီးနဲ့အခုဒီကိစ္စဌာနချုပ်ဖြစ်ကျင်ပြီကျွန်တော်တို့က 那 ဟုတ်ပါတယ် ခင်ဗျခုနတော့ခုမင်းတို့ဌာနချုပ် อืม ဝိုင်းချူပဲကျွန်တော်တို့ဒီပို့ထားပြီဒီကိစ္စတော့ อืม ဒီလိုမင်းတို့ပြဿနာလာရှာတယ်ဆိုလို့နော် 嗯， မဒါမျိုးလို့ရှိရင် 去了，那我们 အကြံမင်းရက်မူးတဲ့ရေးပေါ်တို့ရှေ့မှာမထားနဲ့တော့ပြဿနာဖြစ်လာနိုင်တယ် 有对那人还不要放在那 ဟေးအရက်လက်သားနန်တဲ့မင်းရေးပေါ်တွေက 下面我刚才还有对那人还那些今天讲着那个你们吃几碗？讲的还是那么 ဟောပြောတယ် 场面 ဟောပြောတယ်ငါလူကြီးဒီမှာပြဿနာဖြေရှင်းဖို့လာတာဆိုတော့သူကဟိတ်တဲ့ဒါမျိုး ရက်ကလည်းမူးတယ် 这个呢，那个枪那些嘛不要去， အေး 我们打打到 ငါတို့ဘယ်သူမှမထိုးခံဖို့ 哎， နော် 我们这种，我们你们打我们嘛，想打的。